တကမတွေကတဲ့အာယုံဆုံးဖုံးပေးပြီးနောက်အော့အန်ကအစိတ်တင်ခဲ့ပြီးစေကူတမှုခံယူခဲ့ရတယ်ဆိုတဲ့မန္တလေးကကိုရင်လေးအပါ90ဖြစ်စဉ်အသေးစိတ်ကတော့မန္တလေးတိုင်းဒေသကြီးပသိမ်ကြီးမြို့နယ်အုံချောကျေးရွာမှာရှိတဲ့ပေါင်စိမ့်တမညကျော်စာတင်တိုက်ကြီးမှာဖြစ်ပွားခဲ့ရတာပါပုံမှန်နေ့ရက်တွေလိုပါပဲဒီကနေ့မနက်ပိုင်းမှာလဲဆရာတော်တန်ဃာတော်တွေနဲ့ကိုရင်လေးတွေဟာလည်းမနက်ပိုင်းမှာအာယုံဆုံးတွေကိုအတူတကွဖုံးပေးသုံးဆောင်ခဲ့ကြပါတယ်ဒါပေမဲ့လည်းမနက်9 နာရီဝန်းကျင်လောက်မှာတော့ဘယ်သူမှမထင်ထားတဲ့အဖြစ်အပျက်တစ်ခုကိုရုတ်တရက်ဖြစ်ပွားသွားခဲ့ရပါတယ်ဒါကတော့အာယုံဆုံးဖုံးပေးပြီးမကြခင်မှာပဲကိုရင်လေးအပါ90ဟာတပြိုင်နက်တည်းဆိုသလိုပြင်းထန်တဲ့မူးဝင်ခြင်းအော့အန်ခြင်းစတဲ့လက္ခဏာတွေစတင်ဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်ဒီနေ့အာယုံဆုံးအလူမီနူးမှာတော့လက်ဖက်ထမင်းငဖဲသုံးငရုတ်သီးကြော်နဲ့အချင်းရင်ဟင်းတို့ပါဝင်ကြောင်းသိရှိရပါတယ်ဒီလိုမျိုးရုတ်တရက်အဆုလိုက်အပြုံလိုက်အော့အန်ရတဲ့အထက်ကအကြောင်းရင်းကိုတော့သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ကျမရေးဖွဲ့စည်းတွေကစစ်ဆေးနေဆဲဖြစ်ပြီးလက်တလုံးမှာတော့အတိအကျအတိမပြုတ်နိုင်ခြင်းမရှိသေးဘူးလို့သိရပါတယ်ဒါပေမဲ့လည်းကျမရေးရှုထောက်ကနေသုံးသက်ကြည့်မယ်ဆိုရင်တော့အများစုကတော့ချက်ပြုတ်ရမှာပါဝင်တဲ့ပစ္စည်းတစ်ခုခုမလက်ဆက်တာဒါမှမဟုတ်တိုးလောင်သိမ်းဆည်းပုံအစင်စင်အခက်မတင်လို့ဘက်တီးရီးယားဝင်ရောက်ပြီးအစာအဆိပ်တင်တာမျိုးဖြစ်နိုင်ခြင်းအများဆုံးဖြစ်သွားခဲ့ပါတယ်ကလေးငယ်တွေရဲ့ခန္ဓာကိုယ်ခုခံအားကလူကြီးတွေထက်နေပါတဲ့အတွက်အခုလိုမျိုးလက္ခဏာကပုံမူပြီးလင်းလင်းမြဲမြဲပြင်းပြထန်ထန်ပြသလာတာလည်းဖြစ်ပါတယ်ဒီလိုရေးဖို့အခြေအနေမျိုးမှာမြန်မာနိုင်ငံကပရဟိလူမှုကယ်ဆယ်ရေးအသင်းတွေနဲ့အခမ်းကဏ္ဍကလည်းဘယ်လောက်ထိအရေးပါလဲဆိုတာကိုဒီဖြစ်စဉ်မှာထင်ထင်ရှားရှားမြင်တွေ့ခဲ့ရပါတယ်တရေရရှိတာနဲ့တပြိုင်နက်တည်းနေမြေကန်ဖြစ်တဲ့စေတနာမော့အသင်းအုံချောနဲ့အတူမြန်မာနိုင်ငံကိုညီကယ်ဆယ်ရေးအဖွဲ့တွေကပသိမ်ကြီးချမ်းမြတာဆဲချမ်းအေးတာဆဲနဲ့ချမ်းမြတာဆဲမြို့နယ်စတဲ့အဖွဲ့အသီးသီးကလူနာတင်ကားတွေချက်ချင်းကိုရောက်ရှိလာပြီးအချိန်မီကိုညီကယ်ဆယ်ရေးတွေလှုပ်ဆောင်ပေးခဲ့ရပါတယ်လက်ရှိချိန်မှာတော့စေယုံတင်ပို့ရေးကုသပေးမှုအခြေအနေမှာဆိုရင်ကိုရင်လေးတွေဟာသက်ဆိုင်ရာစေယုံအသီးသီးကိုခွဲဝေပို့ဆောင်ထားရတယ်လို့ဆိုပါတယ်။မန္တလေးပြည်သူ့စေယုံကြီးမှာ30ပါ၊ကြောက်မီးတိုက်နယ်မှာ46ပါးနဲ့ကုသမှုခံယူရပြီးကြန့်ရှိနေသေးသောကိုရင်လေးအပါ20ကိုတော့စာတင်တိုက်မှာပဲကျမရေးဆောက်ရှောက်မှုတွေနဲ့ပြုလုပ်ထားရတယ်လို့ဆိုပါတယ်။ပရိသတ်တွေအတွက်အလွန်ဝမ်းသာစရာကောင်းတဲ့သတင်းစကားတစ်ခုကတော့မြန်မာနိုင်ငံကုညီကယ်ဆယ်ရေးအဖွဲ့ဝင်တွေရဲ့တရားဝင်သတင်းထုတ်ပြန်ချက်အရအရေးပေါ်ကုသမှုခံယူနေရတဲ့ကိုရင်လေးတွေအားလုံးဟာလည်းအသက်အန္တရာယ်ဆိုရင်ရတဲ့အခြေအနေမျိုးလုံးဝမရှိတော့ဘူးလို့ဆိုပါတယ်အားလုံးကလည်းလိုအပ်တဲ့စေဝါကုသမှုတွေကိုအချိန်မီရရှိခဲ့တဲ့အတွက်ကြောင့်မလို့တဖြည်းဖြည်းနဲ့ကျန်းမာရေးအခြေအနေကပြန်လည်တိုးတက်ကောင်းမွန်လာပြီလို့သိရပါတယ်ဒီဖြစ်ရဟာတော့အားလုံးအတွက်အထူးသဖြင့်စေတနာအပြည့်နဲ့အလှူဒန်းတွေကိုပြုလုပ်ပေးကြတဲ့အလှူရှင်တွေအတွက်အရေးကြီးတဲ့သင်ခန်းစာတစ်ခုကိုပေးနေခဲ့တာလည်းဖြစ်ပါတယ်ဘုန်းကြီးကျောင်းတွေမိဘမဲ့ကျောင်းတွေနဲ့လူအများကြီးစာအတွက်အဆုလိုက်ပြုံလိုက်ချက်ပြုတ်လှူဒန်းကြတဲ့အခါမှာအစားအသောက်တန်ရှင်းရေးကိုအထူးဂရုစိုက်သင့်ပါတယ်အသားငါဟင်းသီးဟင်းရွက်တွေကိုတန့်စင်အောင်ဆေးကြောတာကြက်လင်အောင်ချက်ပြုတ်တာရင်မနာအောင်ဖုံးအုပ်ထားတာတွေနဲ့အချိန်ကြာမြင့်စွာအပြင်မှာထားတူထားခြင်းကိုလည်းရှောင်ကျဉ်တာမျိုးပြုလုပ်ဆောင်မှသာအခုလိုမျိုးစိတ်မကောင်းဖွယ်ရာဖြစ်စဉ်မျိုးထပ်မဖြစ်ပွားအောင်လို့ကာကွယ်တားဆီးနိုင်မှာပဲဖြစ်ပါတယ်